အားလုံးပဲမင်္ဂလာပါလို့နော်ငါများညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခုငမိုးချောင်းသွားပြီးတော့ကက်ရှန်ကိုမျက်စာလေးနဲ့သွားပြီးတော့ဤထုံမှာဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းကိုခန်းနဲ့ချိန်လာပါပြီဒီသွားနေပါတယ်ကျွန်တော်ဒီကောင်လေးပါမယ်ပေါ့နော်ခုမှစမ်းမြားမှာဖြစ်တဲ့အတွက်စက်တီးကတော့နောင်ဆိုင်လေးပဲရှိပါတယ်ညီကိုတွေလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်ပုံမှန်ညားနေတဲ့လိတ်ကန်ဖြစ်ပါတယ်လိတ်ကန်လေးဖြတ်ပြီးတော့ကျွန်တော်တကယ်ချင်းအိမ်ကိုသွားနေပါတယ်လေးချော်ရချော်လေးပါမယ်ညီကိုတွေဒါလိတ်ကန်ပါဒီလောက်ကစုံရပေါ်မှာတော့လဲလိတ်ပေါ်တာမဆမ်းပါဘူးအဲ့လိုပဲပြောချင်ပါတယ်မနေ့ကလာမြားသေးတယ်လေရန်တိုက်တာထီးပါကျိုးလို့ပြန်သွားတာပါကဲပြန်တွေ့ကြမယ်ဗျာနော်ညီကိုကဲအခုဆိုရင်တော့ချောင်းထဲမှာငါးမြားဖို့ဒီနေရာကိုရောက်နေပါပြီကျွန်တော်တငယ်ချင်းခေါ်လာတဲ့နေရာကတော့အရောက်ပုတ်နေသလိုပါပဲတငယ်ချင်းပစ္စည်းလေးချပြီးသွားရင်တစ်ချက်ဝိုင်းကင်ပြီးပါအောင်ချော်လဲမှဆိုလို့လေကဲဖနက်ချွတ်ပြီးရောဆိုတော့လည်းဖနက်ချွတ်ပါမယ်ကဲခက်ဖြတ်သွားနေရပါတယ်နော်ဘယ်လိုပြောနေရလဲမရှိကဲဒီနားကနေပြစ်မယ်တဲ့ကျွန်တော်တငယ်ချင်းကတော့ပြစ်ကွာတမန်မဲဟောစင်မဲတင်ရလဲဘာမှမရှိဖြစ်ကဲပြီးရင်ထပ်ရိုက်ပြမယ်နော်ကဲချိန်နဲ့ဆန်ကျိတ်စင်နေပါပြီကျွန်တော်ကိုခန့်ငါရောက်နေပါပြီလို့ဒီမှာတင်းမော်လေးဖြတ်သွားတာပြကြတယ်ခဏလေးโอเคပါနော်ကဲနေရာတော့မြင်တဲ့အတိုင်းပဲဗျထီယိုကိုင်းပေါ်မှာဖြန့်ထိုင်နေရပါတယ်တငယ်ချင်းတစ်ကောင်ငါနောက်ကိုဖွင့်နေတယ်တကယ်နန်ပါလေအဲ့တော့တေးပဲမဖြီရသေးပါဘူးကက်ရှန်ကိုမြင်ကားတာဖြစ်ပါတယ်ကျွန်တော်ကတော့နှလုံးမတန်းတဲ့အတွက်မကင်ပါဘူးကျွန်တော်တကယ်ချင်းကင်ပြီးမှဖြစ်ပါတယ်တိုက်ဓာတ်ပါတယ်ဆိုရတာခေါ်လိုက်လားလို့ဘုံမွေးအာရုံဆိုင်နေပါလေအမိုးတက်မှုထင်တယ်ကွာနော်ကဲကျွန်တော်တကယ်ချင်းချင်းလေးပြောပြပါဦးကက်ရှန်ကိုရဲ့မြန်ကားသားချင်းလေးဘာညာကောင်းပါလေတဲ့ကဲကိုကြီးမြင်လဲကြည့်ပြပါဦးလို့မမြင်လဲနန်းတော့နော်အမိုးကြီးချောင်းဒါရင်တော့ကားကြီးမှတ်တယ်လားတရားပြီးအောက်မှာပါစားပြီးတိုက်တုံးလေးပါနဲ့လောက်ပါတော့အပင်လေးပါကြီးတော့ချိုးလိုက်နော်ဓားလေးပါကြီးနဲ့ခုတ်ပြီးတော့တိုက်အဲ့လောက်မကောက်နော်ဒီမှာစက်တီးနေအောင်ဝေဖနတ်တရံခုတ်အောက်စက်တီးရပြေကောင်ဟုတ်ကဲစောင့်ကြမယ်ဗျာနော်ကဲလက်တော်နဲ့စောင့်နေပါတယ်လို့နော်